ကဲဒီတော့ရောဘာကန်နာကအမျိုးသမီးတွေအတွက်ပံပိုးကူညီတတ်တဲ့ပါဝန်းကျင်တစ်ခုဖန်တီးပေးဖို့ဘာနည်းလမ်းတွေရှိမလဲအမျိုးသမီးတွေအတွက်သင်တန်းဝန်ဆောင်မှုနဲ့အခွင့်အလမ်းတွေကိုပုံမရယူခွင့်ရှိလာအောင်ဘယ်လိုကူညီပေးနိုင်မလဲဆိုတာဒီဗီဒီယိုထဲမှာအတူတူကြည့်လိုက်ကြရအောင်ပါဒါအပြင်ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့နေရာမှာအမျိုးသမီးတွေပုံမပါဝင်လာနိုင်စေဖို့ထိုအမျိုးသမီးတွေရဲ့အရင်းနှီးဆုံးဆက်ဆံရေးရှိတဲ့သူတွေရဲ့အခြေအဆက်နဲ့ပံ့ပိုးပေးမှုတွေကအမျိုးသမီးတွေစွမ်းဆောင်ရည်မြင့်တက်လာနိုင်စေဖို့အတွက်မရှိမဖြစ်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်ဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်တို့အတူတူကြည့်နိုင်မှာဖြစ်ပါတယ်။ရှေးဥစွာအလားအလာကောင်းတွေရရှိဖို့အတွက်စိတ်ဝင်စားတဲ့စီးပွားရေးလုပ်ငန်းတွေကအမျိုးသမီးတွေနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့အကြံဉာဏ်ပေးဆွေးနွေးတဲ့နေရာနဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာအမျိုးသမီးတွေပါဝင်နိုင်အောင်အခွင့်အလမ်းတွေကိုရှာပေးနိုင်ပါတယ်။လက်ရှိမှာအဖွဲ့အစည်းတချို့နဲ့ agency တချို့ဟာနယ်ပယ်အသီးသီးကအမျိုးသမီးတွေကိုသင်တန်းပေးတဲ့အစီအစဉ်ရှိပါတယ်။စီးပွားရေးတစ်ခုဘယ်လိုလဲပတ်လဲကအစအဲ့ဒီသင်တန်းတွေထဲမှာဆိုရင်စီးပွားရေးတစ်ခုကိုဘယ်လိုလဲပတ်တာကအစသို့မဟုတ်အစေးချစ်ချင်းကဲ့သို့သောဤပညာဆိုင်ရာသင်တန်းတွေအထိပါပညာပေးလေးရှိပါတယ်။ဒေတာရင်းသင်တန်းအစီအစဉ်တွေနဲ့ပညာပေးဆွေးနွေးပွဲတွေဒါမှမဟုတ်ရင်အင်တာနက်သုံးရတာလွယ်ကူမယ်ဆိုရင်အွန်လိုင်းသင်တန်းတွေကနေတဆင့်သင်ယူတာတွေစတဲ့နည်းလမ်းတွေအားလုံးကအမျိုးသမီးတွေပါဝင်လာဖို့အတွက်ဆွဲဆောင်နိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။အမျိုးသမီးတွေကဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်တာသူတို့ကိုနည်းပညာဆိုင်ရာသင်တန်းတွေပေးတာကဘာကြောင့်အရေးကြီးလဲဆိုတော့ဒီနည်းလမ်းတွေရဲ့အကျိုးသက်ရောက်မှုတွေကိုအများသောအားဖြင့်ဓာတ်ရိုက်တွက်ဆနိုင်လို့ပါပဲ။သူတေသနာပြုချက်တွေအရစိုက်ပျိုးရေးလုပ်တဲ့အိမ်အောင်စုတွေမှာအမျိုးသမီးတွေကဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်နိုင်ရင်ထုတ်ကုန်စွမ်းအားနဲ့တီးနှံအထွက်နှုန်းတိုးလာတာကိုတွေ့ရပါတယ်။ရေရှည်မှာအမျိုးသမီးတွေကိုစွမ်းဆောင်ရည်မြင့်တင်ပေးတာကမိသားစုနဲ့ရက်ရွာတွေမှာဝင်ငွေတိုးပွားလာစေမယ်။ပုံမကောင်းမွန်တဲ့အစားအသောက်တွေဖူလုံလာစေမယ်။ပညာရေးမှာလည်းတိုးတက်ကောင်းမွန်လာစေမယ်။ပြီးတော့အာဟာရပြည့်ဝပြီးကျန်းမာရေးပိုကောင်းလာစေနိုင်ပါတယ်။အမျိုးသမီးစွမ်းဆောင်ရည်မြင့်တင်ရမှာအဓိကကျတဲ့အချက်ကတော့ရက်ရွာအဖွဲ့အစည်းတွေရဲ့အားပေးကူညီမှုပါပဲ။မိသားစုနဲ့ရက်ရွာအဖွဲ့အစည်းတွေရဲ့အားပေးကူညီထောက်ပံ့မှုတွေရတဲ့အမျိုးသမီးတွေဟာသင်တန်းအစီအစဉ်တွေနဲ့အစည်းအဝေးပွဲတွေမှာပုံမပါဝင်နိုင်ကြပါတယ်။ဘယ်လိုပံ့ပိုးကူညီနိုင်မလဲ။အိမ်လုပ်တာဝန်တွေကိုခွဲဝေယူကြရင်အမျိုးသမီးတွေအတွက်အားလက်ချိန်ပိုရနိုင်ပါတယ်။ဒီလိုပဲဗီဒီယိုထဲမှာပြောသွားတဲ့အတိုင်းဝန်ဆောင်မှုတွေနဲ့အခွင့်အလမ်းတွေကြောင့်ဗဟုသုတတွေနဲ့သတင်းအချက်အလက်တွေမျှဝေပေးတာမျိုးတွေလှုပ်ဆောင်ပေးနိုင်ပါတယ်။နောက်ပြီးပုံမလက်လန်းမီလာအောင်နဲ့ပူးပေါင်းပါဝင်လာအောင်ဒေတာအလိုက်ဝန်ဆောင်မှုလုပ်ငန်းတွေကိုအားပေးသင့်ပါတယ်။ကိုင်းကျွန်းမီကျွန်းကိုင်းမီဆိုတဲ့စကားအတိုင်းပဲရက်ရွာအဖွဲ့အစည်းတွေရဲ့အားပေးကူညီမှုကအမျိုးသမီးစွမ်းဆောင်ရည်မြင့်တင်ရေးကိုဓာတ်ရိုက်အကူအညီဖြစ်စေပြီးတော့အပြန်အလှန်အားဖြင့်လဲရက်ရွာအဖွဲ့အစည်းတွေအတွက်အကျိုးကျေးဇူးတွေဖြစ်ထွန်းစေနိုင်ပါတယ်။